ရေဒါကတော့ကိုလူမလုံးသူကိုချော့ပဲပြောနေရလားတော့မသိဘူးပေါ့နော်ကိုငငချင်းကိုချင်းတာလားတော့မသိပါဘူးအဓိကကတော့ပရိသတ်တွေကိုပို့ပြီးကြည့်စေချင်ပါတယ်ဟိုဒီကောင်ကျွန်တော်တို့ရိုက်တာတစ်နှစ်ကျော်ပြီပေါ့နော်တစ်နှစ်ကျော်ပြီပြောချင်တာအဲ့ဒါကိုမရိုက်ခင်မှာအရင်ဆုံးကျွန်တော်ရဲ့ဒါရိုက်တာကိုဝဲစားရယ်ပေါ့နော်စကားပြောပြတယ်ပေါ့နော်စကားပြောပြပြီးတော့ကျွန်တော်ဒီဇလန်းကိုဒီပြောပြရတော့စိုင်မှာပဲကျွန်တော်ချိန်ပြီးတော့ပြောပြရတဲ့အခါဇလန်းကိုသူကရိုက်ရဲရိုက်ပေါ့နော်ဒါပေမဲ့ဇလန်းအရင်ပြောပြဇလန်းပြောပြကျွန်တော်နားထောင်လိုက်တော့နားထောင်ပြီးချင်းပဲကျွန်တော်အကိုရဲလို့ဘာလို့မရိုက်ရဲရမှာလဲလို့သူပြောကြတဲ့ဟိုကကျွန်တော်ရိုက်ချင်နေပြီအရင်ရိုက်ချင်နေပြီဒါပေမဲ့အဲ့ဒါပြောပြီးတော့ကျွန်တော်တို့6လလောက်မရိုက်ပြဘူးရိုက်ပြပြီးတော့မှ6လနေတော့မှရိုက်ပြတာပေါ့နော်အဲ့တော့ဒီဇလန်းကိုပြောပြကြတဲ့ကူကကျွန်တော်အဲ့အောင်မြတ်ဆန်တအားဖြစ်ခြင်းတယ်အဲ့ဒါကြောင့်ပဲကျွန်တော်ကိုယ့်အသားကိုလည်းကျွန်တော်ယုံယုံကြည်ကြည်နဲ့ဟိုကျွန်တော်တတ်တဲ့လောက်ကျွန်တော်အစွမ်းကုန်ပေါ့နော်ကျွန်တော်စူးစမ်းပြီးကျွန်တော်ရိုက်ပြခဲ့တာအဲ့ဒါတော့ပြိဿကပဲအဆုံးဖြတ်ပေးရမယ်ထင်တယ်ကျွန်တော်ကတော့အတတ်နိုင်ဆုံးကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်တည်ဆောင်ထားတာပဲပေါ့နော်ကျွန်တော်ကိုကျွန်တော်ကြည်နေတော့တမျိုးပဲအဓိကဘောစလေဆုံးသူကဇလန်းကလည်းဟိုဖြတ်တောက်ထားတာတော်တော်နဲတာနဲတော့ကြတော့ဇလန်းကအစအလေဆုံးတချင်းနေရစားသူကဖလိုးနဲ့တကယ်သွားတာဆိုတော့ပြီးတော့ဟိုထင်သားသလိုလည်းတိတ်မဟုတ်ဘူးဖြစ်နေတာပေါ့လေဒါဇလန်းပြောပြလိုက်ရင်ရတာပေါ့သွားမှာပေါ့ဒါတခုရှိတာတော့ကျွန်တော်ပေါ်လာကြတဲ့ကမကောင်းတာပေါ့နော်ကျွန်တော်မကောင်းဘူးပေါ့လူမိုက်တယ်မဟုတ်ဘူးလူရိုင်းမှန်တရားကိုလက်မခံတဲ့ကောင်ပါအတ္တကိုရှေ့တန်းတဲ့ကိုဖြစ်နေတာပဲသိတယ်လူများဘက်ကိုတစ်ချက်မှငဲ့မကြည့်ပါတော့ဒါပေမဲ့ဘာမှမအောင်မြင်ဘူးအရှုံးသမားတယောက်ရဲ့ခံပြင်းတဲ့မာနနဲ့အန်တုကြည့်ရဘဝကိုဒါပေမဲ့ဘာမှဖြစ်မလာဘူးကျွန်တော်အဲ့လိုခံစားအေးပေါ့ဒါသူ့ရဲ့ character ပေါ့နော်သူဒေါသထွက်ရင်သူကတုံတန်အောင်ဆိုရင်သူပြန်ပြီးတော့မလျှော့တတ်ဘူးစိတ်ထဲမှာအညိုတေးအမှတ်သားအရန်ကြီးတာဟုတ်ဒေါသလည်းကြီးတယ်အဲ့ထဲမှာဆိုတော့ तू ကစကားပြောရလဲနည်းနည်းလေးတယ် तू ကအဲ့လိုမျိုး तू ကြိတ်မနိုင်ခဲမရ तू ကအမြဲဖြစ်နေတာအဲ့ဒီမူကတော့ကြောက်អွန်လာတကားလုံးခက်ခဲဟုတ်တကားလုံးခက်ခဲ तू က10နှစ်တာကာလကိုရိုက်ထားတာကျွန်တော်စပေါ်လာကြတယ်ကျွန်တော်စပင်းတလောက်နဲ့အဲ့အချိန်မှာအဖြစ်ပြက်တွေရှိတယ်ပြီးရင်ကျွန်တော်စပင်12လောက်ဖြစ်သွားတယ်ပြီးရင်ကျွန်တော်ဒီစပင်နဲ့ပေါ့ကျွန်တော်စရုံးနဲ့ဖြစ်သွားတယ်နှကမ်းမွေးတွေရောသူကအကုန်ပြောင်းသွားတာပေါ့နော်မိတ်ကပ်တွေရောဘာတွေရောသူက10နှစ်တာကာလအဖြစ်အပျက်တွေအကုန်လုံးတေချာစနစ်တကျရိုက်ကူးတာဖြစ်တဲ့အတွက်တခမ်းမှဟိုအဲ့လိုမျိုးဟိုဖြစ်လို့မရဘူးဒီကောင်ဟုတ်အဲ့လိုပြိဿတွေကြည့်ပြီးတော့အခုတယောက်ပဲရှိသေးတယ်ပြိဿတွေကြည့်ပြီးတော့ဝိုင်းပြောရင်ကျွန်တော်ထပ်ပို့ပြီးတော့စူးစမ်းလို့ကောင်းတာပေါ့ဒါပေမဲ့လည်းကျွန်တော်ကထပ်ပြီးတော့စူးစမ်းအောင်ပါသူအကောင် point ဖြစ်နေတာ point ဖြစ်နေကျွန်တော်အိမ်မှာအတိုင်းရှောက်နေရတာပေါ့နော်၄-၅မျိုးလောက်ရှောက်နေတော့အိမ်ကလူတွေလည်းရီပေါ့သိတယ်တော့မလားဒီတိုင်းကျတော့လည်းဘာကောင်းကြီးမှမသိဘူးဖြစ်နေတာပေါ့ဇလန်းထဲမှာကျတော့အဓိပ္ပာယ်ရှိတယ်ပြီးတော့သူကနည်းနည်းဖျို့ဖျဲကိုဖြစ်မှရမှာဆိုတော့အဲ့လိုမျိုးရင်တော့မောတယ်ကြည်ရဒါပေမဲ့အဓိပ္ပာယ်ရှိပါတယ်ပြီးတော့ဟိုဒီကားတဲ့အဓိကကတော့ကျွန်တော်ကခုနကပြောသပင်ဆိုရင်လည်းကျွန်တော်ဒီကားထဲမှာကျွန်တော်အတုဟာကျွန်တော်2မျိုးလောက်သုံးရတယ်ပေါ့နော်ကျွန်တော်သပင်အရှိကြီးကခါလောက်ရှိတာပေါ့ရှိရမိတ်ကနှကမ်းမွေးအကုန်ပြင်ဆင်ရတယ်အသေးစိတ်ပေါ့နော်အခုပြောချင်တာကကျွန်တော်သပင်ဆိုလဲကျွန်တော်အရှိသမားဖြစ်တဲ့အရှိအောင်ကျွန်တော်ထပ်ပြီးတော့အတုတွေကျွန်တော်ထပ်ပြီးတော့စံသားအစ်စ်နဲ့အတုတွေထပ်ပြီးကျွန်တော်လိုချင်တဲ့ပုံစံတွေဒီကားအတွက်ကျွန်တော်တီးတဲ့ကျွန်တော်မှာပြီးတော့ကျွန်တော်တကယ်ပြင်ဆင်ထားတယ်ပြီးတော့မိတ်ကပ်တွေနှကမ်းမွေးတွေအဲ့လိုလေကျွန်တော်ဇက်သိန်းကျွန်တော်ရိုက်တဲ့အချိန်မှာဒီခုနလည်းအမောက်လည်းကြည့်တယ်မှာပေါ့ကျွန်တော်မန်တက်ထဲမှာလှင်းတာတကယ်ကျွန်တော်ရိုက်တဲ့ခါမှာကျတော့အဲ့လိုဝရုံသုံးကားပို့ဖြစ်တယ်ဒီထဲမှာလည်းအဲ့မှာဒီဖျားရဲ့အောက်မှာထန်းသီးကြောက်ရှိတယ်ထန်းသီးကြောက်တော့ပြစ်လဲွားဒီနန်ကြားတွေကိုဝင်သွားဂျွတ်ဆိုပြီးတော့အဲ့ကျွန်တော် idea ဖြုတ်လို့မရအဲ့ဒါကျွန်တော်ဖြုတ်လို့မရဘူးမူကလည်းပါနေဂျွတ်တော့သိရတယ်တခုတော့ထိသွားပြီပေါ့နော်ဟောဖြစ်သွားတယ်ဆိုကျွန်တော်ကက်ကိုသာကက်ဆိုတော့မှအကြီးလန်ကြီးတော့တော်တော်အကွင်းကြီးပေါ့နော်2 လတော့တော်တော်ကုလိုက်ရတယ်ဒီလိုလှုပ်လို့မရလှုပ်လို့မရအဲ့လိုမျိုးပေါ့နော်အမှတ်တရတွေ
ပြီးနေရမ်းပူတယ်ဒါပေမဲ့ပင်မတယ်လို့ကိုမထင်ပါဘူးသူကဒီထဲမှာဝင်နေတော့လေ ကြည့်ပြီးတော့ကိုယ်တိုင်ရောမျက်ရည်ကျခဲ့သေးလား ကြားတယ်ရောခုနကဟိုမျက်ရည်တော့ကြားတယ်မို့ပြီးစို့ပြီးတော့နှစ်ကြီးရထွက်နေအဲ့လိုမျိုးပေါ့နော်ဟိုကိုပြန်ပြီးတော့ဟိုစိတ်မကောင်းပြည့်တယ် ဒီကောင်တော့ဆိုးတာပဲ စိတ်မကောင်းပြည့် အောင်မဆန်တော့ရမ်းချစ်တယ်ရမ်းမိုးတက်တယ်ပေါ့။ညနေရောအေးစစ်စစ်နဲ့ချက်ပန်းနေရနော်။ဟုတ်ပါဘူး။အိမ်လေးကို အနေဝင်ကတော့ကျွန်တော်ဒီတိုင်းပဲနေတတ်တာပဲကျွန်တော်မိသားစုနဲ့ကျွန်တော်ညအေးစစ်စစ်ပဲအဓိကကတော့အောင်မြတ်ဆန်ပေါ့နေဝင်မှမဟုတ်ဘူးအဓိကတော့ကြည့်တဲ့ပရိသတ်တွေကအောင်မြတ်ဆန်ဖြစ်မဖြစ်ပဲကျွန်တော်အဲ့ဒါကိုရင်ခုန်တာပါအဲ့ဒီအားလေးတွေတကယ်ယုံတဲ့ခါကျရင်ပြောပြပါလို့ကျွန်တော်ကမေတ္တာရက်ခံပါတယ်အောင်မြတ်ဆန်မှန်တယ်အောင်မြတ်ဆန်မှန် အချစ်ကောင်မောင်ကိုယ်ပိုက်တာနော် ဟိုကားပြီးရည်နောင်လာမရဘူးကျွန်တော်အဲ့ဒါကိုကြိုက်တာကိုမှန်တဲ့နောင်လာမရတာကိုကျွန်တော်ကြိုက်တယ်ဟာဒီကောင်နဲလိုက်တာကွာအဲ့သူကျွန်တော်ကြိုက်တော့ဒီကားကြိုက်တော့သူပါတယ်လေပထမဆုံးဒေးဝမ်းမှာနေကြောက်စရာကြီးတယ်ဒီဒါကတော့ကိုလူမုံလုံးသူကိုချော့ပဲပြောနေရလားတော့မသိဘူးပေါ့နော်ကိုငချင်ကိုချင်တာလားတော့မသိပါဘူးအဓိကကတော့ပရိသတ်တွေကိုပို့ပြီးကြည့်စေချင်ပါတယ်ဟုတ်ကဲ့ဟိုဘယ်လိုပြောမလဲဒါကကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေကျွန်တော်ဒီနေ့28ရက်နေ့ကအရင်လ28ရက်နေ့ကကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ငလျင်ဘေးတင်တဲ့ဒီနေ့နဲ့ကကျွန်တော်တို့အလှလုပ်တဲ့နေရာကွက်တီဖြစ်ပါတယ်ကျွန်တော်တို့လုပ်တာကလည်းဒီလိုင်လာရမိသားစုတွေတည်းကကျွန်တော်တို့ရွေးပြီးတော့ဒီရဟန်းရှင်ပြုပေးတယ်ရောက်ရှင်ပြုပေးပြီးရင်ကျွန်တော်တို့ဒီမှာစလူရီတာတွေကျွေးမယ်ပြီးတော့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့မိသားစုတွေခလေးတွေဆုံးမသွားတဲ့ဒါကျွန်တော်တို့ပေါ့နော်ဒီငလင်ဘေးနဲ့ပါသွားတဲ့ဟာတွေအကုန်လုံးအတွက်ပါရောပြီးကျွန်တော်တို့တာရုခေါ်အမျှဝေပြီးတော့ကျွန်တော်တို့ကောင်းမှုကုသိုလ်လုပ်ခဲ့တာပေါ့နော်အဲလုံရင်းနဲ့ကျွန်တော်တို့ဒါအဓိကအဲ့ဒါကိုရည်ရွယ်ပြီးကျွန်တော်တို့လုပ်တာပေါ့နော်လုံရင်းနဲ့ဒါကျွန်တော်တို့လည်းမကြည့်ရသေးတယ်ကျွန်တော်တို့ဒီနေ့ဒီကားကိုခင်မင်းရင်းနေတဲ့လူတွေပဲကျွန်တော်တို့ကြည့်ပြကြတာပါနော်အဲ့ဒီအတွက်လည်းပရိသတ်တွေလည်းမြင်ရတဲ့ခါကျရင်တာရုခေါ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာတကယ်လည်းအားလုံးအဆင်ပြေကြပါစေလို့ပြောချင်ပါတယ်ဟုတ်